တခုသောဘဝတုန်းကဘုန်းတို့ရဲ့ဘုရားလောင်းကနော်တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့နော်နန်းတော်ဘုရင်မိဖုရားရဲ့မိသားစုအတွင်းမှာသွားပြီးတော့လူဖြစ်တဲ့မင်းသားလေးပေါ့အဲ့ဒီမှာမွေးဖွားလာတဲ့အခါမှာပရောဟိတ်တွေကိုပြပြီးတော့ဒီမင်းသားလေးကရှေ့ဘာဖြစ်မှာတော့ရှေ့ပြစ်တွေသူတို့ကြည်ရတာပေါ့ကြည်တဲ့အခါကျတော့အဲ့ဒီပရောဟိတ်ကပြောတယ်တဲ့ဒီမင်းသားဟာနော်ကြီးလာတဲ့ခြေမှာလက်နက်၅ပါးနဲ့ထင်ရှားလိမ့်မယ်လူလောကကြီးမှာအဲ့ဒါလို့အဟောပြောရှိတဲ့အတွက်ကြောင့်ဒီမင်းသားလေးကိုပြင်စာဝုဒမင်းသားလို့နာမည်ပေးတာတဲ့အဲ့ဒါအရွယ်ရောက်လာတဲ့အခါကျတော့ဖခမဲတော်ကြီးကနော်သူတို့ပညာသင်မပေးနိုင်လို့တော့မဟုတ်ဘူးဒါပေမဲ့ဝေးလံတဲ့အရက်ဒေတာကိုသွားပြီးတော့ပညာသင်ဖို့သူတို့စေလွတ်ခြင်းဟာနော်ဒီကလေးရဲ့ပညာသင်ယူမှုကိုပို့ပြီးတော့ကြိုးစားအထောက်လို့မှုကိုထက်သန်စေတယ်ဘဝရဲ့အကြောင်းကိုပို့ပြီးတော့နားလည်စေတယ်ဒါကြောင့်မို့လို့တိုင်းပြည်မှာပညာသင်ပေးနိုင်တဲ့လူမရှိလို့မဟုတ်ဘယ်ကိုပို့လိုက်တုံးဆိုတော့တက္ကသိုလ်ပြည်ကိုပို့လိုက်တယ်နော်အဝေးကြီးတက္ကသိုလ်ပြည်ကိုပို့လိုက်တာမင်းသားဟောအဲ့ဒါဟိုရောက်တဲ့အခါကျတော့နှစ်ပေါင်းများစွာပညာသင်ရတယ်အဲ့လိုပညာသင်တဲ့အထဲမှာနော်ယောက်ျားလေးဖြစ်တဲ့အတွက်ကြောင့်နော်တိုက်ရေးခိုင်ရေးပညာရက်တွေကိုလည်းသူသင်ကြားရတယ်ပေါ့အဲ့လိုသင်ကြားတဲ့အချိန်မှာသူဟာဒီလက်နက်၅မျိုးနဲ့ပတ်သက်ပြီးတော့အလွန်လိမ္မာကျွမ်းကျင်စွာတိုက်ခိုက်နိုင်တယ်တပ်ပုတ်နိုင်တယ်ဒါကြောင့်သူဟာအလွန်မှထင်ရှားတယ်ပေါ့အဲ့ဒါနဲ့ပညာစုံတဲ့အခါမှာဗာရာဏသီပြည်ပြန်မယ်အဖရဲ့အရာကိုယူမယ်ဆိုပြီးတော့သူပြန်မယ်ဆိုပြည်တော်ပြန်ခရီးပေါ့အဲ့လိုပြန်လာတဲ့အချိန်မှာဖြက်လန်းကနေပြန်မယ်ဆိုရင်ဘယ်နှစ်ရက်အတွင်းရောက်မယ်လမ်းကောင်းတဲ့နေရာနဲ့ဝေးဝိုက်ပြီးတော့သွားရမယ်ဆိုတော့ရက်ပေါင်းများစွာကြာမယ်အဲ့လိုဆိုရင်ငါအများကြီးမစောင့်နိုင်ဘူးငါဖြက်လန်းကပဲသွားမယ်ဆိုတော့သူဖြက်လန်းကသွားအဲ့လိုသွားတဲ့အချိန်မှာသူကတောအုပ်တစ်ခုကိုဖြတ်ဖို့အနေထားတစ်ခုကျုံလာတယ်အဲ့လိုကျုံလာတဲ့အချိန်မှာအဲ့ဒီတောအုပ်ရဲ့အဝမှာရွာမှာရှိတဲ့လူတွေကမင်းသားဒီတောအုပ်ကိုမဖြတ်ချင်နဲ့အန်ရရဲ့အလွန်ကြီးတယ်တင်းတယောက်တည်းဖြတ်လို့ဟိုဘက်ကိုဘယ်နည်းနဲ့မှမရောက်နိုင်ဘူးဘလို့အန်ရတွေရှိတာတော့ဟောဒီတောအုပ်ရဲ့အလဲကောင်မှာအလွန်ဆေးကတ်တဲ့အမွှေးပေါက်နေတဲ့ဘလူးတစ်ကောင်ရှိတယ်အဲ့ဒီဘလူးကိုတင်ဘလို့မှကြော်နိုင်မှာမဟုတ်ဘူးအဲ့တော့ဘုရားလုံးကစဉ်းစားတယ်တဲ့ငါဒီရန်သူကိုကြော်နိုင်မလားသူ့ကိုယ်သူလည်းဆင်ញံသုံးတတ်တယ်ပေါ့သူ့ရဲ့အစွမ်းတော့ကြော်လွှားနိုင်မလားရတယ်ငါကြော်လွှားနိုင်အောင်ကြော်လွှားမယ်ဆိုတော့သူ့ကိုယ်သူယုံကြည်မှုအပြည့်နဲ့အဲ့တော့တယောက်တည်းအဲ့ဒီလက်နက်၅ပါးသဲဆောင်ပြီးတော့သူသွားတယ်အဲ့ဒီတော့အကိုဖြတ်တယ်တော့အကိုဖြတ်တဲ့အချိန်မှာတကယ်ရွာသားတွေပြောတဲ့အတိုင်းပဲအဲ့ဒီတော့ရဲ့အလဲကောင်လည်းရောက်ပြီလဲဆိုရဘလူးနဲ့ပတ်ပင်းမှာတွေ့တယ်တဲ့ဘလူးကသူ့ကိုယ်သူကိုထမ်းပင်လောက်အရက်ရှိအောင်ဖန်ဆင်းထားတယ်တဲ့မျက်စိကြီးတွေလည်းပြူးပြူးကြီးတွေဟုတ်လားဝမ်ဘိုက်ကကြားကြားအမွှေးမင်းတွေအကုန်လုံးထူထပ်နေအောင်ပေါက်နေတယ်အမွှေးတွေကစီးကတ်တဲ့သဘောရှိတယ်တဲ့အဲ့ဒါနဲ့ဘလူးကရှေ့ကနေပြီးတော့သင်ဟာငါရဲ့အစာဖြစ်ပြီးရှေ့ဆက်သွားလို့မရတော့ဘူးစားမယ်ပေါ့အဲ့လိုပြောတဲ့အခါမှာဘုရားလောင်းကငါဟောဒီတောအုပ်ထဲမှာသင်ရှိတယ်ဆိုတာကိုငါတိတိကြီးနဲ့လာတာတဲ့မကြောက်လို့ကိုလာတာငါရဲ့အားစွမ်းကိုငါယုံကြည်လို့ကိုလာတာဒါကြောင့်မို့လို့သင်ငါ့ကိုလွယ်နဲ့ရလိမ့်မယ်လို့တော့မအောင်မေ့နဲ့ငါမှဟောဒီမှာလက်နက်၅မျိုးလဲပါတယ်သင်တတိထားပြီးတော့ဒါကာကွယ်ပြီးတော့ဆိုပြီးတော့အစိတ်တုတ်ထားတဲ့မြားအချောင်း90ပါတယ်အဲ့ဒါမြားကြည်တော့တဲ့သူထည့်တာအဲ့ဒါလေးကိုဖြုတ်ပြီးတော့တခါတည်းတစ်ချောင်းပြီးတစ်ချောင်းပြစ်တယ်တဲ့ပြစ်တဲ့မြားမထိအောင်ဘူးအမွှေးကိုပဲကန့်နေတယ်မြား90ကုန်မြား90ကုန်သွားတဲ့အခါကျတော့သူဘာလုပ်တုံးဆိုတော့လျှော့မလားမလျှော့ဘူးအဲ့ဒီပြစ်တဲ့လေးနဲ့ရိုက်တယ်တဲ့အဲ့ဒီဘလူးပေါ့ရိုက်တော့အဲ့ဒီလေးကြီးကလည်းကတ်သွားတာပေါ့အဲ့တော့ဘာလုပ်တုံးဆိုတော့မြားထည့်ထားတဲ့မြားကြည်တောင်းနဲ့ရိုက်တယ်တဲ့မြားကြည်တောက်ကလည်းကတ်သွားရောအဲ့ဒါနဲ့ခါးကြားမှာထိုးထားတဲ့တန်လျက်ဓားပါတယ်အဲ့ဒီဓားနဲ့ခုတ်လိုက်တယ်အဲ့ဒီဓားကလည်းကတ်သွားရောဒါသူ့မှာနောက်ထပ်တင်းပုတ်လက်နဲ့တစ်ခုလည်းပါသေးတယ်အဲ့ဒီတင်းပုတ်နဲ့ချွတ်ပြီးတော့အဲ့ဒီဘလူးကိုထုတယ်ပေါ့ဒါပေမဲ့အဲ့ဒီတင်းပုတ်ကလည်းအမွှေးမှာကတ်သွားတယ်ဘာလက်နဲ့မှသူ့မှာမရှိတော့ဘူးအဲ့တော့သူကဘာပြောတော့ဆိုတော့ငါဒီလက်နဲ့ကိုအားကိုးပြီးတော့ဒီတော့တဲ့ဝင်လာတာမဟုတ်ဘူးငါကိုငါယုံစားပြီးတော့ဝင်လာတာကြောက်သွေးလုံးဝမပါတဲ့မင်းသားပဲသူကအဲ့ဒါနဲ့သူကတင်းပုတ်နဲ့ထူတင်းပုတ်ကကတ်သွားဘာလက်နဲ့မှမပါဘူးဆိုတော့ဘယ်လိုပြောတာတော့နော်လက်နဲ့တွေအားကိုးပြီးတော့ငါလာတာမဟုတ်ငါကိုငါယုံစားပြီးတော့လာတာမင်းတတိနဲ့သာစောင့်နေဆိုပြီးတော့တခါလက်သီးနဲ့ထိုးတယ်တဲ့ထိုးလိုက်တဲ့လက်သီးဟာကတ်သွားတယ်ပြန်ခွာလို့မရဘူးအဲ့ဒါနဲ့နောက်တစ်ဖက်နဲ့ထိုးလိုက်တယ်လက်နှစ်ဖက်ကတ်သွားတယ်အဲ့တော့နောက်တစ်ခြေထောက်နဲ့ကန်တယ်အဲ့ဒီခြေထောက်တစ်ဖက်ကတ်သွားတယ်နောက်ထပ်ကျန်တဲ့တစ်ချောင်းနဲ့ကန်လိုက်တယ်အဲ့ဒီခြေထောက်တစ်ချောင်းလည်းကတ်သွားတယ်အဲ့တော့ဘာကျန်နေအောင်ဆိုခေါင်းနဲ့တိုက်ဖို့ကြံနေသေးတယ်နော်အဲ့ဒါနဲ့ခေါင်းနဲ့ပြစ်ဆောက်လိုက်တယ်ခေါင်းမှာကတ်သွားတယ်လုံးဝမကြောက်ဘူးနော်
အဲ့လိုမျိုး तू ဘာမှလှုပ်မရတော့တဲ့အနေထားဘာမှလှုပ်မရတော့ဘူးအရှုံးပေးပြီလားဆိုတော့မပေးဘူး तू ရှုံးတဲ့စိတ် तू မှာမရှိဘူးမကြောက်ဘူးကြောက်တဲ့သဘောဘာမှပါမလာဘူးအဲ့ဒါနဲ့ဘလူးကအံ့ဩပြီးရင်အံ့ဩရင်အံ့ဩနေပြီနော်ဒီဘလူးကဒီမင်းသားရဲ့ဘာကို तू ကြောက်နေပြီလဲလို့မင်းရဲ့သူ့ရဲ့မကြောက်တဲ့စိတ်ကိုကြောက်နေပြီဟုတ်လားကြံတဲ့လက်နဲ့တွေ तू ကြောက်เสียမလို့သူ့ဒီကိုမထိခိုက်နိုင်ဘူးဆိုတာ तू သိတယ်ဒါပေမဲ့သူ့ရဲ့မကြောက်တဲ့သဘောကြီးကို तू ဘာဖြစ်နေပြီတော့ကြောက်နေပြီနော်အဲ့ဒါနဲ့သင်္ကားအစာဖြစ်ပြီသင်ကိုငါစားဖို့ပဲရှိတော့တယ်အဲ့တော့ငါသင်ကိုကြောက်ကိုမကြောက်ဘူးတဲ့တကယ်လည်းမကြောက်ဘူးသင်ငါ့ကိုစားမယ်ဆိုလို့ရှိရင်စားဖို့ပဲသင်ကိုငါကတော့ကြောက်နေတာတော့မရှိဘူးအဲ့တော့ဟိုမေးရတာပေါ့ဘာလို့မကြောက်တာတော့ဘာလို့မကြောက်တာတော့သင်ဟာယောက်ျားရိုးရိုးယောက်ျားမဟုတ်ဘူးသင်ဟာယောက်ျားချင်သေးပဲတဲ့အဲ့လိုလေးတွဲပြီးတော့တုံးတယ်သင်လိုလူမျိုးငါတခါမတွေ့ဘူးအများစုကတွေ့လိုက်တယ်ဆိုရင်ကြောက်ရွံ့ပြီးတော့အလိုလျောက်ဘလူးကတတ်เสียမလို့ပဲနဲ့ချုပ်သေးသွားတာရှိအကြောက်တရားနဲ့သေသွားတာပေါ့နော်ခုဒီမှာ तू မတွေ့ဘူးတဲ့လူမျိုး तू တွေ့နေတယ်အဲ့ဒါနဲ့သင်ဘာလို့မကြောက်တော့ဆိုတော့ဘာကြောက်เสียလို့မလို့တဲ့နော်လူဆိုတာတဘောကတစ်ခါတော့သေရတာပဲဒီနည်းနဲ့မသေရင်လည်းဒီပြင်းနည်းနဲ့သေရမှာပဲဘယ်သူမှနှစ်ခါသေရတဲ့လူဆိုတာမရှိဘူးနောက်ထပ်ငါမကြောက်ချင်းရဲ့အကြောင်းတစ်ခုရှိသေးတယ်တဲ့အဲ့ဒါဘာလဲဆိုတော့ငါရဲ့ဝမ်းထဲမှာဝရဇိန်လက်နဲ့ငါမျိုးချထားတာရှိတယ်အဲ့ဒါမင်းငါ့ကိုစားလို့ရှိရင်ငါလည်းသေမယ်မင်းလည်းသေမှာပဲတဲ့အဲ့တော့နှစ်ယောက်သေမဲ့အတူတူမြင်ငါဘာလို့ရွေးပြီးတော့ကြောက်နေရမှာတော့အမှန်ကသူကဒါပရိယေနဲ့ပြောတာပေါ့နော်သူ့ရဲ့ဝမ်းထဲမှာမျိုးချထားတယ်ဆိုတဲ့ဝရဇိန်လက်နဲ့ဆိုတာသူ့ရဲ့အသိဉာဏ်ပညာကိုသူကရည်ရွယ်ပြီးတော့ပြောတာလိမ်ညာတာမဟုတ်ဘူးပေါ့နော်အဲ့တော့ဘလူးကဟုတ်မှာပဲနော်ဒီလူရဲ့ဝမ်းထဲမှာဝရဇိန်လက်နဲ့ရှိတယ်ဆိုတာဟုတ်မှာပဲဒါကြောင့်ဒီလူမကြောက်တာနော်ဒီလူရဲ့တကိုယ်လုံးကိုပြောနေပဲနောက်ရှေ့လေးလောက်တော့ငါဝမ်းထဲထည့်လိုက်ရင်အစာကြေမှာမဟုတ်ဘူးကြောက်သွားတယ်ဘလူးကဟုတ်လားနော်မကြောက်တဲ့လူကိုဘာဖြစ်သွားတော့ကြောက်သွားတာနော်အဲ့ဒါနဲ့သူ့ကိုမစားရဲဘူးဆိုတဲ့အခါဘုရားလုံးကဒီတိုင်းသွားပါတော့လားဆိုတော့မသွားဘူးနော်သင်ကအရင်ဘဝကနော်ယုံညံ့တဲ့ကြမ်းထမ်းတဲ့အမှုတွေကိုပြုခဲ့လို့ဒီဘဝယုံညံ့တဲ့ဘဝကြမ်းထမ်းတဲ့ဘဝကိုရတာဒါမျိုးတွေမလုပ်သင့်ဘူးဆိုတော့ तू ကဘလူးကိုနားလေအောင်တရားဟောတယ်တဲ့အဲ့ဒီမှာပြောရရင်တော့ဘလူးကယဉ်ကျေးတယ်ပေါ့ယဉ်ကျေးသွားတယ်တေမာကိုမကြောက်တဲ့လူတယောက်ကိုတွေ့ရတာအလွန်အံ့ဩစရာကောင်းတယ်ပေါ့အဲ့ဒီလူကိုစိတ်ထဲကမလေးစားပဲနေနိုင်မလားအဲ့ဒါဘလူးကယဉ်ကျေးသွားတဲ့နော်အဲ့ဒီမှာမြတ်စွာဘုရားဒီဇတ်တော်ကိုဟောပြီးတော့ဘုရားဖြစ်ပြီးမှဒီသုံးသက်ချက်လို့ဆိုနိုင်ပါတယ်နော်ဒီဇတ်တော်ကိုမြတ်စွာဘုရားဟောပြီးတဲ့နောက်မှာနော်သုံးသက်ချက်လို့ဆိုနိုင်တဲ့ဂါထာအဲ့ဒီဂါထာတော်တော်ကောင်းတယ်ယောအလီနေနစိတ်တေနအလီနမနသောနရောဘာဝေတိကုသလံတမ္မယောဂခေမတပတ္တိယပါပုနေအနုပုပ္ပေနသဗ္ဗတံယောဇနေခယံဒါကယဟန္တာဖြစ်သည့်အထိရည်ရွယ်ပြီးတော့ဟောတဲ့ဒေသနာ